ဖျောင်းနိုင်မီလေးထွန်းတိုင်းကြည့်ပေါ့ဖျောင်းနိုင်မီလေးထွန်းထားလို့ရှိရင်အလင်းရောင်လေးကတော့ရှိနေတယ်လို့ဒီလိုထင်ရတယ်ထာဝရရှိတယ်လို့ထင်ရတယ်အဲ့ဒီမီလေးထွန်းနေတဲ့အချိန်မှာတေချာအာယုံစိုက်ပြီးတော့ကြည့်ဖျောင်းစီလေးလည်းကုံသွားတယ်နော်မီးစာလေးလည်းတိုးတိုးသွားတယ်ဖျောင်းစီလေးလည်းကုံသွားတယ်မီးစာလေးလည်းတိုးတိုးသွားတယ်နောက်ဆုံးကြတော့ဒီဖျောင်းနိုင်ငိမ့်တာပဲမဟုတ်လားဖျောင်းနိုင်ငိမ့်သွားတာနဲ့မီးတော့ကလေးငိမ့်တာနဲ့အလင်းရောင်ရောရှိသေးလားမရှိဘူးအဲ့ဒီအလင်းလေးဟာဘယ်သူကဖန်တီးပေးထားတော့ဆိုဖျောင်းစီရဲ့နော်မီးစာရဲ့မီးလျံလေးရဲ့ဒီသုံးခုကဖန်တီးပေးထားတယ်အဲ့ဒီသဘောလေးတွေကိုရှုနိုင်လို့ရှိရင်ဒါဝိပဿနာဉာဏ်အတွက်အထောက်အကူတွေအများကြီးဖြစ်တယ်မြတ်စွာဘုရားဟောတာအဲ့ဒါဟောတာပဲပရိစ္ဆသမုပ္ပါဒနာအကြောင်းကိုပြီးတော့မှီပြီးတော့ဖြစ်တယ်သို့တော့ခေယဓမ္မကုံသွားတဲ့သဘောရှိတယ်ဝေယဓမ္မပျက်စီးသွားတဲ့သဘောရှိတယ်ဝိရာဂချုပ်ပြောက်သွားတဲ့သဘောရှိတယ်နိရောဓချုပ်ငြိမ်းသွားတဲ့သဘောရှိတယ်ဒုက္ခဝေဒနာရဲ့သဘောကိုဒီလိုရှင်းပြထို့တူပဲဒုက္ခဝေဒနာလည်းဒီသဘောအတိုင်းပဲအာရုခမဒုက္ခဝေဒနာလည်းဒီသဘောအတိုင်းပဲလို့မြတ်စွာဘုရားကဝေဒနာဆိုင်ရာဒီလိုရှုလိုက်တဲ့ကဲအဲ့ဒါလိုရှုမြင်လာတဲ့အခါမှာအရာခတ်သိမ်းဟာဘယ်အရာမှမမြဲဘူးရုပ်တရားကြီးကလည်းမမြဲဘူးနံတရားတွေကလည်းမမြဲဘူးကိုယ်စိတ်ထဲမှာခံစားမှုဆိုတဲ့ဝေဒနာတွေကလည်းတခုမှမမြဲဘူးဆိုတာသိလာတဲ့အခါကျတော့နိဗ္ဗိနတိဒီအသိဉာဏ်နဲ့မြင်လာတဲ့အခါမှာအသိဉာဏ်နဲ့မြင်သည့်အတွက်ကြောင့်နိဗ္ဗိနတိသိနှက်เสียဆိုတာရှာမတွေ့ဘူးတဲ့တာယာမှုမရတော့